မင်းသိရဲ့လားမင်းလက်ထဲမှာခဲတလုံးကိုတင်းတင်းဆုပ်ကင်ထားရင်လေနာကျင်ရမှာကမင်းရဲ့လက်ပါပဲအမှန်တော့ခဲကမင်းကိုနာအောင်လို့တာမဟုတ်ဘူးမင်းကိုယ်တိုင်ကအဲ့ဒါကိုမလွတ်ချနိုင်လို့နာနေရတာကဲလူတွေကလေပျောက်ဆုံးသွားတဲ့အခွင့်အရေးတွေကိုထားခဲ့တဲ့သူတွေပြီးခဲ့တဲ့အမားတွေကိုအတင်းဆုပ်ကင်ထားတတ်ကြတယ်အဲ့ဒါတွေကိုပြန်ရမှာမဟုတ်မှန်းတိတိကြီးနေတော့ဘာလို့အတင်းဆုပ်ကင်ထားတာလဲအဲ့ဒီလိုဆုပ်ကင်ထားလေမင်းရဲ့လက်ရှိပျော်ရွှင်မှုတွေကလမ်းမှာတင်ပျောက်ဆုံးသွားလေပါပဲဗျာမြတ်စွာဘုရားရှင်ကအနိစ္စလို့ဟောခဲ့တာဟာမင်းကိုဝမ်းနည်းစေခြင်းလို့မဟုတ်ဘူးဗျဘာမှမမြဲဘူးဆိုတာကိုတေချာသိလိုက်ရင်မင်းဘာကိုမှအတင်းကျပ်လိုက်မထိန်ချုပ်တော့ဘူးလက်လွတ်လိုက်တယ်ဆိုတာအရှုံးပေးတာမဟုတ်ဘူးနော်ငါစိတ်ကိုငါပြန့်ပြီးတော့လွတ်လပ်ခွင့်ပေးလိုက်တာဆိုတာကိုသိလိုက်ဖို့ပဲတိမ်တွေကိုတစ်ချက်လောက်ကြည့်လိုက်ပါအောင်သူတို့ကကောင်းငင်မှာပုံစံအမျိုးမျိုးပြောင်းလဲနေတာပဲဘယ်တိမ်ကမှငါဒီပုံစံအတိုင်းပဲမြဲမယ်လို့အတင်းမလို့ဘူးလေအဲ့ဒီလိုအလိုက်အသင့်လေးပြောင်းလဲနေလို့ပဲကောင်းငင်ကြီးကလှပနေတာပေါ့မင်းဘဝကလည်းအပြောင်းလဲတွေကြားမှာလှပနေဖို့ဆိုရင်လက်လွတ်တင်တာတွေကိုလွတ်လိုက်တော့ဗျာဒီနေ့တော့မင်းကိုပင်ပန်းစေတဲ့အရာတစ်ခုကိုစိတ်ထဲကနေတွားပါတော့လို့နှုတ်ဆက်လိုက်ပါစိတ်လေးပေါ်ပါတော့ပြီဆိုရင်တော့အခုလိုဓမ္မဆေးတောင်းလေးတွေနဲ့အတူရှေ့ဆက်ဖို့ဓမ္မကက်ပစူးကို follow လုပ်ထားလိုက်ဦးနော်